စွမနိုလိုမျိုးအစီအစဉ်တင်ဆက်သူတယောက်ရဲ့ဘဝမှာအရေးအကြီးဆုံးကဘာဖြစ်မယ်လို့ထင်ပါတယ်လေအားလုံးရဲ့အလယ်မှာမမရက်ပြီးတော့ event တွေကို host လုပ်ကြတဲ့ presenter တယောက်အနေနဲ့ TV ပေါ်ကနေပြီးတော့တနိုင်ငံလုံးကိုတင်ဆက်ရတဲ့အစီအစဉ်တင်ဆက်သူတယောက်အနေနဲ့သူကိုယ်တိုင်ကမှ energy အပြည့်ဖြစ်မနေဘူးဆိုလို့ရှိရင်သူ့ရဲ့ professional life ကတကယ်တမ်းပြောရရင်တော့စိတ်ပူစရာကောင်းပါတယ်ဒီတော့စွမွန်ရဲ့နေ့တူကနေ့စဉ်ဘဝမှာကိုယ်တိုင်တက်ကြွပျော်ရွှင်အောင်မြင်စိတ်ချမ်းသာအောင်လို့ဘယ်လိုနေလဲဆိုတဲ့အရေးကြီးဆုံးအချက်တစ်ချက်ကိုစွမွန်ပြောပြပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့စွမွန်အကြောင်းတော်တော်များများသိမှာပါညဆိုရင်စောအိတ်တယ်ပြီးတော့အေးရေးဝါအောင်အိတ်ပါတယ်ဒါပေမဲ့အခုအချိန်မှာစွမွန်အတွက်အရန်ကြီးမားတဲ့ challenge တစ်ခုဖြစ်နေပါတယ်ညဘက်ကိုအေးရေးဝါအိတ်ဆက်အနားယူနိုင်မှုဟာတိတ်ကိုခက်ခဲလာပါတယ်အေးရေးပြတ်တယ်ဆိုတာကတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်တွေးကြည့်တာနဲ့တောင်တိတ်ကိုကြောက်စရာကောင်းပါတယ်ဘာဖြစ်လို့စွမွန်အခုလိုအကြောင်းတွေကိုအကျယ်တဝင့်ပြောပြနေရတာလဲဆိုတော့စွမွန်ကညဘက်အေးရေးပြတ်တာနဲ့ပတ်သက်ပြီးတော့ဒီလောက်အထိပြောနေရတဲ့အကြောင်းရင်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့တငယ်ချင်းကသူသုံးနေတဲ့အဲကွန်ကစွမွန်ခုပြောတဲ့ပြဿနာတွေကိုဖြေရှင်းပြီးသားဖြစ်တဲ့အပြင်ကိုလေသက်စင်တဲ့စနစ်လဲပါတယ်ဆိုတော့စွမွန်အရန်ကိုစိတ်ဝင်စားသွားပါတယ်။ဒီတော့ဘာအဲကွန်လေးဖြစ်မလဲ။အဲ့ဒီဖြေကိုစွမွန်နဲ့အတူတူရှာကြည့်လိုက်ကြရအောင်ပါ။ကဲအခုတော့စွမွန် Panasonic Aircon ရဲ့လာတာ showroom ကိုရောက်နေပါပြီဆိုတော့အထက်မှာတစ်ချက်သွားကြည့်လိုက်မမင်္ဂလာပါဘာလေးလိုလိုလဲရှင် Aircon ကလဲရတော့မယ်ထင်တယ်တကယ်ချင်းကလည်းပြောရဲဒီကဝယ်တာသူအတွက်အရန်အဆင်ပြေရဆိုလာကြည့်อ่ะအဲ့တော့မဆုမမှန်သွားပြီအခု Panasonic Aircon အကြောင်းကိုလည်းမဆုမရှင်းပြပေးမယ်မဆုမသိချင်တာတွေလည်းညီမကိုအကုန်မေးလို့ရတယ်အခုလောလောဆယ်တော့စိုင်လေးကိုတစ်ပတ်လိုက်ကြည့်လား Okay thank you သွားကြည့်ကြအောင်တနေ့ညအိမ်မပြောမနဲ့ကြောက်လို့ရှင်ကိုကအလုပ်သွားရပြန်အောင်ဆိုတော့လုံးဝမလန်းတော့ပဲနဲ့ကိုယ့်ရဲ့ daily life ကိုအရန်ထိကြိုက်တယ်အဲကြောင့်Aircon လေးကိုဆုံးဖြတ်လိုက်တာအဲ့ဒါကြောင့်မလို့အခုမဆုမို့ကိုကျွန်တော်တို့ဒီ Nano EH နည်းပညာပါတဲ့ Panasonic အကြောင်းကိုရှင်းပြပေးမယ်အဲ့တော့ကကြတော့မဆုမို့ပြီးရင်အကုန်လုံးလည်းသိချင်တာလည်းထပ်ပြီး Okay မ Okayအမအဲ့တော့အခုတလောလေ Nano EH နည်းပညာ Nano EH နည်းပညာဆိုတော့တစ်ချိန်လုံးခဏကြားရတာပေါ့နော်ဆိုတော့ပုံမှန် Aircon နဲ့ကကြတော့အဲ့လိုမျိုးတခြားဘာကွာမျိုးရှိတာလဲNano EH နည်းပညာအကြောင်းကိုတေချာလေးရှင်းပြပေးမယ်။ဘာလဲဆိုတော့ Nano EH နည်းပညာဒီ Panasonic ကနေပြီးတော့နှစ်ပေါင်း20ကျော်ကြာတည်တွင်ထုတ်လုပ်ခဲ့တဲ့နည်းပညာတစ်ခု။အဲ့ဒီဟာကျွန်တော် Nano EH မှာဆိုလို့ရှိရင် virus ပိုးတွေတက်ပေးတယ်၊လေးတန့်စင်ပေးတဲ့စနစ်တွေပါတယ်။ပြောရရင်အခုပေါ့နော်ကျွန်တော်တို့စိတ်လိမ်ငွေ့နံတို့အခုကိုဗစ်ပိုးကအစားဖမ်းပေးတာ။အဲ့အတွက်ကျွန်တော်တို့ရှေ့မှာလေးဆိုလဲကျွန်တော်တို့ Nano EH အကြောင်းတွေကိုမစွန့်မအောင်အားအကြောင်းကိုကြားနေတာ။အဲ့တော့ဒီကျွန်တော်တို့က Panasonic ကဒါသူ့ရဲ့ mobile နည်းပညာဖြစ်တော့ကျန်တဲ့ Aircon တွေမှာဆိုလည်းမပါဘူး။ဟုတ်စွမွန်တို့ကအိမ်နေမှာပုံမှန်ဆိုလို့ရှိရင်အနက်အသက်မထွက်အောင်ပြီးတော့ပြောရမယ်ဆိုရေငွေးကြောက်ဖြစ်တဲ့အောက်တူးတူးအနက်မျိုးတွေမဖြစ်အောင်ဆိုလို့ရှိရင်တချို့ဆို air purifier တက်ကြတာဟုတ်ဆိုတော့ခုနအမရှင်းပြရတဲ့ထဲမှာဆိုလို့ရှိရင်အဲ့ဒါတွေပါအကုန်လုံးဖယ်ရှားပေးတယ်အဲ့လိုမျိုးဆိုတော့air purifier တက်ထပ်ပြီးတော့တက်ဖို့လိုလားပေါ့နော်ဒီ Nano EH နည်းပညာနဲ့လုပ်ထားတဲ့ Panasonic Aircon တက်ပြီးပြီဆိုလို့ရှိရင်သူက Nano EH နည်းပညာလေးတန့်စင်ပေးတဲ့စနစ်ပါတဲ့အတွက် air purifier သုံးဖို့မလိုတော့ဘူးအခုမဆုမောကအခုအရန်အေးတဲ့ယာတီမှာဆိုရင်လည်းမဆုမောကငါ Aircon ကြီးအေးတဲ့ကိုမလိုချင်ဘူး air purification system Nano EH တစ်ခုတည်းကိုပဲဖွင့်ထားခြင်းနဲ့ဆိုလဲမဆုမောဖွင့်ထားလို့ရတယ်ဒါ24နာရီပတ်လုံးဖွင့်ထားလို့ရတယ်နော်အော်ဆိုတောက်လျှောက်ဖွင့်ထားလို့ရတယ်ဟုတ်တယ်တချို့အေးတဲ့ပေါ့နော်မေမျိုးပိုင်းတို့ကျွန်တော်တို့ယာတီဥတုအေးတဲ့နေရာတွေမှာဆိုလို့ရှိရင်ကိုကနွေယာတီလောက်မှာဒါ Aircon သုံးပြတယ်ကျန်တဲ့အချိန်မှာဆို air purification အနေနဲ့သုံးမဲ့ဆိုလည်းအဆင်ပြေတယ်အဲ့ဆိုစွမွန်တို့ကပြည်နေပါရီသွားရဆိုလို့ရှိရင်ဒီ Nano EH အပိုင်းဖြစ်တဲ့ air purification mode လေးနဲ့ပဲထားခဲ့မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတာပေါ့နော်ဥပမာထားပါအိမ်တကားအကြာကြီးပိတ်ထားလို့အနံ့အသက်မကောင်းတာတော့မရှိတော့ဘူးမဆုမို့အခုအနံ့ဆိုးစုပ်တဲ့ဟာစောနာပြောသွားတဲ့ဟာကိုလက်တွေ့ပြဒီမှာရှိရပါဒီမှာရှိတယ်လုပ်ပြထားတာရှိတယ်အဲ့တော့သွားကြည့်ကြမယ်အခုဒီမှာမဆုမို့ဒီကောင်ဆိုလို့ရှိရင်ဒီရဲ့ nano generator လေးက Aircon ထဲမှာပါပြီးသားအခုအဲ့ဒီဟာကိုဒီကြောင်စာလေးပေါ့ကြောင်စာဆို9နဲ့လှုပ်ထားတဲ့ကြောင်စာအနံ့ပြင်းတယ်အဲ့ဒီကောင်လေးကိုမဆုမို့လက်တွေ့စမ်းသပ်လို့ရတယ်လက်တွေ့စမ်းသပ်လို့ရတယ်ရှူကြည့်လိုက်မှဆိုမှဒါကကြတော့မလွတ်ထားတဲ့နေရာဒါကကြတော့ဒါ nano generator လွတ်ထားတဲ့နေရာโอเคဆိုတော့အရင်ပိတ်လိုက်မယ်ပြီးလို့ရှိရင်မလွတ်ထားတဲ့ဟာဆိုဒါဆိုကြောင်စာနန့်ကြီးပဲထွက်နေမှာကြောင်စာနန့်ကြီးပဲထွက်နေ
ဒီနားတော့မရောက်သေးဒီနားလောက်ကနေရနေပြီဒါအဲ့နန်းကလေဆိုတော့ဒါကြတော့နာနိုလွတ်ထားတယ်ပေါ့နော်ကြောင်စာလုံးဝအနက်ပြောက်သွားဟုတ်တယ်ဒီမှာပမာဏများများလဲပို့ထည့်ပေးထားတယ် ဘာအနမ်းမအောင်မရတော့တာ ဟုတ် နော်လုံးဝ aircon ထဲမှာဒီ generator လေးကိုထည့်ထား ဟု ပြီး တ်တယ်အဲ့လို fresh ဖြစ်တဲ့အနက်အောင်ထွက်တယ်နော် fresh ဆိုလို့ကြောင်စာရဲ့ fresh ဖြစ်တာမဟုတ်အခန်းတန့်စင်နေတဲ့အနက်ပုံစံမျိုးလေးနော် ဟုတ်တယ်အဲ့ဒါကြောင့်မို့လက်တွေ့စမ်းသပ်လို့ရအောင်လို့ကျွန်တော်တို့ကဒီမှာ demonstration ထားပေးထားတာ စိတ်ဝင်စားဖို့ကောင်းတယ်မှာအဲ့တော့ဒီတစ်ခုနဲ့နေတော်တော်လေးစိတ်ဝင်စားနေပြီဆိုတော့တခြားကောင်းတာလေးမှနည်းနည်းဆိုထပ်ပြီးရှင်းပြပေး ထပ်ပြီးတော့ရှင်းပြစရာတစ်ချက်ပဲကြံတော့တယ်အဲ့တော့မဆုမဟိုဘက်ကိုကျွန်တော်သွားလိုက်ကြရအောင်အခုဒီမှာဆိုလို့ရှိရင်မဆုမဒီကောင်ဆို H Premium Inverter ဟုတ် သူကကြတော့ကျွန်တော်ဘေးရင် Wi-Fi ပါသွားတယ် ဘေးကျင် Wi-Fi ပါ ပါ ပြီး သွား သား တယ်အဲ့တော့ကျွန်တော်တို့ကဖုန်းထဲမှာကျွန်တော် Comfort Cloud app ဆိုတဲ့ application ကို download ချပြီးတော့ကျွန်တော်တို့ကဒီထဲမှာဒီဘေးရင် Wi-Fi ပါတော့တချို့တွေကကြတော့ဖွင့်ရုံပိတ်ရုံပဲလို့မှတ်ထားတာလေအခုဆိုအဲ့လိုတော့မဟုတ်အကုန်လုံးတိုင်မာပေးလို့ရတယ်ကိုယ့်ရဲ့ meter bill တွေလည်းအကုန်လုံးဆက်လို့ရတယ် အော်အဲ့လိုမျိုးအကုန်လုံးတစ်ခါရဲစစ်လို့ရတာပေါ့ application ထဲမှာ application ထဲမှာအကုန်ဆက်လို့ရတယ်အဲ့ဒါလေးကိုမဆုမုံကျွန်တော်ပြီးရင်ဖုန်းထဲမှာပြပေးမယ် ဟုတ်အမတိုင်မှာပေးလို့ရတယ်ဆိုတော့ဥပမာကိုကဘယ်နှစ်နိုင်ကနေဘယ်နှစ်နိုင်အကြည့် aircon ကအဲ temperature ကိုဘယ်လောက်ပဲထားခြင်းနဲ့ဘယ်နိုင်ကနေဘယ်နိုင်ဒီဘယ်လောက်ပဲထားခြင်းအဲ့ဟာတွေအကုန်လုံးတစ်နေ့တာလုံးစာတစ်ခါရဲလွတ်ထားလို့ရတယ်ပေါ့ တစ်နေ့စာလုံးစာတစ်ရက်စာတစ်ပတ်စာအကုန်လုံးလုပ်လို့ရတယ် အဲ့ဆိုတကယ်အရင်မိုက်တာပေါ့ဘာလို့လဲဆိုတော့စွမလို့ဆိုလို့ရှိရင်အပြင်ကနေပူပူလောင်နဲ့ပြန်လာညရောက်ပြီပေါ့နော်အလုပ်တွေလုပ်ပြီးပူပူလောင်နဲ့ပြန်လာအိမ်ရောက်တော့ရေမိုးချုပ်ပြီးဘောင်းမီလိုလေးနဲ့ t-shirt လေးနဲ့လဲပြီးတော့ aircon အေးဆုံးဖွင့်ပြီးအိတ်လိုက်တော့အိတ်ခါစားမှာအဆင်ပြေတယ်အမြဲတမ်းအခုချိန်ဒီညတိုင်း12နာရီတို့မနက်3နာရီပြန်လို့နိုးတဲ့အကြောင်းရင်းဒီလေအဲကွန်ကညာဦးကအေးနေတာကိုယ့်အတွက်အိတ်ဖို့အတွက်ကိုယ့်ရဲ့ body temperature နဲ့ကွက်တိဆိုပေမဲ့အညာတစ်ခါလောက်ကျအရင်အေးဆူးလာအေးဆူးပြီးတော့လက်နိုးနိုးတဲ့ချိန်ကျပြဿနာဘာလဲဆိုတော့အိတ်မုံဆုံမွားနဲ့အမှောင်ထဲမှာဟို aircon remote ကိုဆန်ရှာလို့မရဆိုတော့ဟိုအဲ့ပြဿနာတွေအကုန်လုံးတော့တော်တော်လေးရှင်းပြီးသားဖြစ်သွားမယ်လို့ထင်တယ်ဟို aircon ကတော့ကိုယ့်ကိုယ်ကိုအေးဖို့ဆိုတဲ့ဟာလောက်ပဲလူတွေကထင်ကြတာတကယ်တမ်းတော့သူ့လိုညာဘက်တွေကောင်းကောင်းအိတ်မပြောတဲ့အခါအဲ့အမျိုးတွေကရက်ဆက်လာလို့ရှိရင်ကိုယ့်ရဲ့ daily life မှာအရန်ထိခိုက်တယ်စွမလို့ presenter တွေမှမဟုတ်ဘူးတနေ့တာလုံးမှာ run နေရတဲ့လူတွေကအကုန်လုံးကဟိုတနေ့နဲ့တနေ့ကိုအများအားစူးစမ်းပြီးတော့ကြောဖြတ်နေရတာဆိုတော့အလုပ်တွေလုပ်တဲ့အခါမှာအဲ့လိုညာဘက်အိတ်မပြောတာတော်တော်ပြဿနာဟုတ်တယ်အဲ့ဒီအရင်စိတ်ဝင်စားနေပြီမှနည်းနည်းဆက်ပြောပြပေး အဲ့ဒါကြောင့်မဆုမုံအကုန်လုံးကိုရှင်းပြပေးမယ်အခုမဆုမုံရဲ့ကျွန်တော်ဖုန်း Android ဖြစ်ပေါ့နော် iOS ဖြစ် iPhone ထဲမှာကျွန်တော်ဒီ Comfort Cloud app ဆိုတဲ့ application လေးကို down လိုက်ပေါ့နော် down ပြီးလို့ရှိရင်ကျွန်တော်ဒီ Gmail လေးထည့်ပြီး register လုပ်လိုက်လွယ်တယ်အဲ့ဒီဟာလေးကိုလည်းကျွန်တော်တို့ကအဆင့်အဆင့်နဲ့ဒီထဲမှာလည်းအကုန်ပါတယ် QR scan လေးဖတ်ပြီးတော့ပေါ့နော်အခုဒါဆိုလို့ရှိရင်ကျွန်တော်တို့ချိတ်လိုက်ပြီပေါ့နော်ချိတ်လိုက်ပြီဆိုကျွန်တော်တို့ကဒါဆိုရင်ဒီ weekly timer တွေပေးလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့အကောင့်လုံးဘတ်လုံးသူကတနေရာ location တနေရာမှာအလုံး20ထိချိတ်လို့ရတယ်ပေါ့နော်အခုဒါကတော့ကျွန်တော်နှလုံးပဲရှိလို့နှလုံးပဲချိတ်ကြထားတာအခုဒါဆိုအိတ်ခမ်းဒါဆိုကျွန်တော်တို့ရဲ့ရုံးအကောင့်လုံးအခန်းကိုပြမယ်အခုဒါဆိုလို့ရှိရင်ကျွန်တော်မနက်ခင်း7နာရီဆိုလို့ရှိရင် Nano EH စီးတံပဲဖွင့်လာတာဒီကောင်ဆို7နာရီ40မှာဆိုလို့ရှိရင်ကျွန်တော် iAuto H နဲ့23 degree Celsius ဖွင့်လိုက်ပြီအေးနှုံးမြောင်ဒါဆိုကျွန်တော်ရုံးတက်လာပြီဆိုတော့လေဒါ9နာရီဆိုလို့ရှိရင်အေးနှုံးနဲ့25 degree ထားလိုက်တာ bedroom မှာဆိုရင်ဒါဆိုကျွန်တော်အခန်းကတော့ကျွန်တော်ကတော့အရင်မများတဲ့အတွက် setting နှစ်ခုလေးပဲထည့်ထားပေးတာအဲ့ဒါလည်းကျွန်တော်ကတင်းလာအင်္ဂါဘုတ်ထုံးကြလာပြီးတောက်ကြအကုန်လုံးကိုထည့်ထားပေးတာပြီးရင်ကျွန်တော်တို့တွေမီတာဘေးတွေအကုန်လုံးစစ်လို့ရတယ်ကိုယ့်ရဲ့မီတာ unit တွေဘယ်လောက်တွေကျလဲ monthly daily နိုင်နဲ့အကုန်လုံးကြည့်လို့ရတယ်ဒီမှာဆိုရင် 3.31 kilowatt တို့ပါတော့အဲ့လိုမျိုးပေါ့နော်အဲ့လေအကုန်လုံးကြည့်လို့ရပါတယ်အရန်ကိုအဆင်ပြေတယ်မှာဆိုမှလည်းအဲ့ဒီဟာကြောင့်ဟာဆိုလို့ရှိရင်စုံမနဲ့လုံးဝကွက်တီပဲ ဟုတ်တယ် aircon တစ်ချိန်လုံးပေါ် aircon remote တစ်ချိန်လုံးပြောက်တစ်ချိန်လုံးပြောက်နေတာဆိုတော့ဒါတော်တော်အဆင်ပြေတယ်နောက်တစ်ခုကစုံမတို့ကအလုပ်သွားမယ်ဆိုလောနဲ့ make up တွေပြင်အင်ကြီးတွေလဲပြီးတော့တဲစရာပစ္စည်းတွေများပြင်ထွက်ပြီးဆိုတာနဲ့မေ့ပြီးတော့ aircon မပိတ်ဖြစ်ခဲ့တာမျိုးဆိုရင်လည်းကိုက application တွေကနေပြီးတော့ဘယ်နေရာရဲ့ရောဘယ်ကဘာရဲ့ရောလမ်းပိတ်လို့ရတယ်เนาะပြီးတော့ဒီကိုအိမ်မှာ aircon အဖွင့်ပိတ်ကိုလည်းအပြင်ကနေလှမ်းပြီးအကုန်လုံး control လုပ်လို့ရတယ်ဆိုတော့ဒါတော်တော်လေးကိုကြိုက်ပါဘူးအခုမဆုမို့ summer promotion မှာဆိုလို့ရှိရင်ဘလာမပါခဲချက်ကန်ဆယ်မဲတွေရှိသေးတယ်အဲ့ဒီဘလာမပါခဲချက်ကန်ဆယ်မဲတွေမှာဘာတွေပါလဲဆိုရင် AKA series ဘယ်အလုံးဘယ်ပေါ့နော် aircon တစ်ကောင်ဝဲနှစ်ကောင်ဘယ်ဟာဝဲကျွန်တော်တို့ကန်ဆယ်မဲတစ်ဆောင်ရတယ်အဲ့ထက်မှာပါတဲ့စုငွေတွေကငွေသားကတော့အမြင့်ဆုံး10သိန်းစုပြီးလို့ရှိရင်9သိန်းစုပြီးရင်3သိန်းပြီးလို့ရှိရင်9000 5သိန်းတန် Nano E hair dryer မှာပါသေးတယ်။နောက်ထပ် product ကွယ်မှာအကျုံးဝင်တာမဟုတ်တော့ဘူး မဟုတ်တော့ဘူးဒီရဲ့ aircon ပေါ်မှာပဲကျွန်တော်တို့က price ကိုတစ်ခါတည်းစုပေးလိုက်တာ
ကဲဒီတော့ promotion နဲ့ရှိတယ်ဒီ nano EX နည်းပညာနဲ့ပတ်သက်ပြီးတော့လည်းအရန်ကိုသဘောကျနေပြီပြီးတော့ဟိုမီတာလည်းရမ်းတက်ဘူးဆိုတော့တစ်ခါတည်းပဲဝယ်သွားလိုက်တော့ပါ Okay Panasonic